မင်္ဂလာပါမဝင်းပါရှင် မင်္ဂလာပါရှင်ကျမဝင်းခိုင်ထွန်းပါရှင်ကျမတို့ညောက်ပေါ့နော်ဒီအပတ်စဉ် live ပို့တကူနေ့3နာရီ live လွှင့်တဲ့ဒီ live မှာပေါ့လေမပြောတာကြပြီမလို့ကိုယ့်ရဲ့ဧည့်သည်တွေကိုလည်းပြန်ပြီးတော့နှုတ်ဆက်ချင်တာနဲ့ဒီနေ့ live လေးကိုတော့ကျမတို့ပြောမယ်ဆိုပြီးတော့အစီအစဉ်ဖြစ်သွားတာပေါ့နော်အဓိကပြောမယ့်အကြောင်းရင်းကတော့လေကျမတို့ကျေးဇူးတင်ချင်တာပေါ့နော်ဧည့်သည်တွေရောကျမတို့ဒီ Win Travel မြန်မာမှာရှိတဲ့ team တွေရောကျမတို့နဲ့အတူတူလက်တွဲပြီးတော့အလုပ်လုပ်ပြီးတဲ့ထိုးလီတွေအားလုံးကိုလည်းကျမတို့ကျေးဇူးတင်စကားလေးပြောချင်လို့ဒီနေ့ live လေးကိုကျမတို့နှစ်ယောက်ကိုယ်တိုင်ပေါ့နော်ဝင်ပြီးတော့ပြောကြားပေးတာပါကျမတို့ဒီ Win Travel မြန်မာပေါ့နော်register တရားဝင် register ကျမ rebranding ပြန်လုပ်တာပေါ့နော်အရင်တော့ကတော့ကျမက Skype brand နဲ့ကျမဒီအောက်ပေါင်းကို run ခဲ့တာပါဒီ2020 COVID ပြီးရဲ့နောက်ပိုင်းမှာပေါ့နော်ကျမက rebranding အနေနဲ့ဒီ Win Travel မြန်မာကို2020 August လမှာကျမတို့ကပြန်ပြီးတော့ပေါ့နော် sorry အတန်လေးနည်းနည်းတူသွားရဆိုတော့ကျမတို့လည်း speaker ဒီဟွာလေးကဒီနားလေးမှာထားမှာတယ်နော်တင်လာတယ်ဟုတ်အဲ့လိုဆိုတော့အဲ့ဒါပြန်2020မှာကျမဒီ brand edit ကိုပြန် register လုပ်ပြီးတော့ကျမတို့တရားဝင်ပြန်ပြီးတော့ဆောင်ရန်နာတဲ့ company ကို2020မှာကျမတို့ ticket ရောင်းတယ် visa တွေလုပ်ပြီးတာပေါ့နော်အောက်ပေါင်းအနေနဲ့ကတော့ကျမတို့2023ရဲ့ April လမှာစပြီးတော့ကျမတို့တိုးနည်းနည်းစထွက်ကြည့်ရယ်စထွက်ကြည့်တဲ့အချိန်မှာကျမတို့ ဧည့်သည်တွေနဲ့ကျမတို့ပြန်ပြီးအကျွမ်းတုံဝင်ဖြစ်လာတယ်ကျမတို့ brand လေးကိုလည်းကျမတို့ပြန်ကြော်ညာပြီးတော့အောက်ပေါင်းလေးကိုစတဲ့အချိန်မှာပေါ့နော် November မှာကျမတို့ October လမှာကျမတို့နောက်ထပ်တိုးလေးထပ်ထွက်တယ်ကျမမမေ့ရတဲ့လောက်ဆိုရင်တော့2023 April မှာကျမတို့ Vienna တိုးလေးစထွက်ကြည့်တာပေါ့နော်ပြီးတဲ့နောက်ပိုင်းမှာကျမတို့ October မှာဆက်ထွက်တယ်ပြီးတော့ November မှာထွက်တယ် December မှာလည်းကျမတို့ထွက်နိုင်အောင်ကြိုးစားရင်းနဲ့တဖြည်းဖြည်းနဲ့ကျမတို့ဒီလမ်းကြောင်းပေါ်မှာပေါ့နော်ရောက်လာပြီးတော့2024မှာတော့ကျွန်တော်တို့တဖြည်းဖြည်းနဲ့တိုးတွေကိုဇက်တိုက်ထွက်နိုင်ခဲ့တယ်ပေါ့နော်ဇက်တိုက်ထွက်နိုင်ခဲ့တဲ့အချိန်မှာကျမရဲ့ဒီက travel consultant ဖြစ်တဲ့မဝင်းခိုင်ထွန်းကတော့ကျမအရင် Skype brand ကလေးကကျမတို့တိုးတွေကိုသူကလိုက်ပါပြီးတော့ကူညီပြီးတော့အများတိုးလီတွေအဖြစ်လိုက်ပေးရပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့သူကလည်းကျမနဲ့ပြန်ပြီးတော့အားဖြည့်ပြီးတော့ဒီ2024ကစပြီးတော့ကျမတို့တွေဒီအောက်ပေါင်းကိုတည်တည်ချာချာလေးပြင်ပြီးတော့ကြိုးကြိုးစားစားနဲ့လုံဆောင်တဲ့အချိန်စုစုစည်းစည်းနဲ့လုံဆောင်တဲ့အချိန်မှာကျမတို့အရင်2023ကထက်ဆိုင်ရင်တော့ပေါ့နော်ကျမတို့ပို့ပြီးတော့တိုးလေးတွေထွက်နိုင်ခဲ့တယ်ထွက်နိုင်ပြီးတော့24ရဲ့ဟွာလောက်ပေါ့April လလောက်မှာကျမတို့တော်တော်လေးအချိန်ရလာတယ်အချိန်ရလာပြီးတော့ဇက်တိုက်ထွက်နေနဲ့2025တစ်နှစ်လုံးလဲကျမတို့2025တစ်နှစ်လုံးမှာလဲကျမတို့ဒီလိုမျိုးဟွာပေါ့နော်တိုးတွေကိုအများကြီးထွက်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီမှာကျမတို့အခုဆိုရင် page review မှာလည်းပြောရမယ်ဆိုရင်ကျမတို့ဒီ page review မှာဆိုရင်လည်းဧည့်သည်ဟိုကျမတို့ရဲ့ဒီ service ကိုအရင်တဘောကြပြီးတော့သူတို့ကိုယ်တိုင်လိုလားလားနဲ့ရေးခါပေးတဲ့ honest review တွေဆိုရင်မနေ့ဒီနေ့ယနေ့အထိပေါ့နော်421တခုရှိသွားပြီဆိုတော့ကျမတို့တွေလည်းအားရတယ်ပေါ့နော်ကျမတို့ team အနေနဲ့လည်းဒါကျမတို့အတွက်ကိုအရင်အားသက်စေတယ်ကျမတို့တိုး leader တွေဆိုလည်းအရင်အားဖြစ်စေတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီပြောရမယ်ဆိုရင်2024-25နှစ်တာကာလအတွင်းမှာနှစ်အတွင်းမှာဒီလိုမျိုး421 review ရဖို့ဆိုတာဒီကျမတို့အားလုံးရဲ့ကြိုးပမ်းမှုကြောင့်ပါပထမဆုံးအနေနဲ့ကျမကျေးဇူးတင်ချင်တာကတော့ကျမတို့ရဲ့ချစ်ရတဲ့ဧည့်သည်တွေပေါ့နော်သူတို့တွေကကျမတို့ကိုအားပေးခဲ့တယ်သူတို့အားပေးလို့သူတို့ service တွေအရင်သဘောကျတဲ့အချိန်မှာသူတို့ကတယောက်နောက်သူတို့ရဲ့မိတ်ဆွေအတိုင်းဝိုင်းသူတို့ရဲ့တငယ်ချင်းတွေသူတို့ရဲ့ဆွေမျိုးတွေ recommend ပြန်လုပ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ရဲ့ story မှာဆိုရင်ပြောရမယ်ဆိုရင် repeated လိုက်ရတယ်။Vienna တွားထားပြီးပြီဆိုရင်တခြားနိုင်ငံတွေဆက်သွားတယ်။ပြီးကြရင်သူတို့တွေသဘောကျပြီးသူတို့တွေချိန်နှက်တယ်ဆိုရင်သူတို့တွေရဲ့အမျိုးတွေမိတ်ဆွေတွေအငယ်ချင်းတွေကိုပြန် recommend လုပ်တယ်။အဲ့ဒါနဲ့တင်ကျမတို့သူကပြန်ပြီးတော့လေပတ်နိုင်တာပေါ့နော်။အဲ့ဒါကြောင့်မို့လို့ကျမပထမဆုံးအနေနဲ့ကျမဒီဧည့်သည်တွေကိုတူတယောက်ချင်းစီကို Win Travel မြန်မာနဲ့ခရီးသွားတဲ့ဧည့်သည်တူချင်းစီကိုကျမဒီကနေပဲခါဝရပြုပြီးတော့ကျေးဇူးတင်ပါရစေဒုတိယအနေနဲ့ကျမရဲ့ team မှာကျမရဲ့ဒီ Win Travel မြန်မာတက်တန်းတစ်လျှောက်မှာကျမတို့ရဲ့ရှေ့တန်းကနေပေါ့နော်အကုန်လုံးဝင်ပြီးတော့ရောင်းပေးတယ်ဒီ marketing team ဆိုလည်းသူတို့တွေ program တွေဆွဲတယ်နောက်ပြီးတော့ဒီကြော်ညာအတွက်လုပ်ပေးတယ်ပြီးကြော်ညာပြီးဆိုတာနဲ့ embroidery ဆောက်လာပြီးဆိုကျမတို့ရဲ့ sales team တွေอ่ะပေါ့နော်အင်တိုင်းအားတိုင်းနဲ့ရောင်းလာပြီးတော့ tour confirm ဖြစ်လို့တိုးထွက်တဲ့အချိန်ကျရင်ကျမတို့ရဲ့ဝင်းရံပေးတဲ့တိုး leader တွေက
လုံးဝဟိုပါမှာပေါ့နော်ဟိုတွားနေတဲ့ခီးတစ်လျှောက်မှာအကုန်လုံးပြည့်စုံအောင်သူတို့တောင်းဝန်ယူပြီးတော့ဘာ complaint မှမရှိအောင်သူတို့အကုန်တောင်းဝန်ယူပြီးတော့ on trip မှာသူတို့စွမ်းဆောင်ပေးတယ် complaint တွေမရှိအောင်ရှိခဲ့တဲ့အနေအချင်းရှိဘေးပြီးစင်မှာတော့ 100% တော့ဟိုဘာမှဖြစ်ပေါ့နော် perfect တော့မဖြစ်ဘူးနည်းနည်းပါးပါးတော့ရှိကြတာပေါ့ဘာဖြစ်လို့လဲဆိုရင်ကျမတို့မတူညီတဲ့ဟိုဧည့်သည်တွေအများကြီးစုပြီးတော့ကျမတို့ကရောင်းရတယ်တူတူမှာအနည်းဆုံး15ယောက်ရှိတယ်အများဆုံးအယောက်30လောက်ရှိတယ်ဒီတိုးမှာပေါ့နော်ကျမတို့ဒီလိုဧည့်သည်တွေမတူညီတဲ့မြို့ပေါင်းစုံကဧည့်သည်တွေဒါပြီးတော့စုစည်းပြီးအတူတူခီးသွားတဲ့အတွက်မျိုးစုံတက်ရတဲ့မျိုးစုံဟုတ်အသက်အရွယ်မျိုးစုံပေါ့နော်နောက်ပြီးအသက်အရွယ်ဆိုလဲကျမတို့စီမှာ50ကျော်60ကျော်ရအသွားအများဆုံးပဲပေါ့နော်အဲ့လိုမျိုးစုစည်းရဲ့အတွက်ကြောင့်မို့လို့တစ်ခါတလေကျရင် trip တစ်ခုလုံးကတော့ 100% perfect မဖြစ်ဘူးဆိုပေမဲ့ 80% လောက်ကတော့ကျမတို့အမြဲ success ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်အဲ့ဒီအပိုင်းကကြတော့လေတိုးရီတဲ့အပိုင်းကအရင်အရေးကြီးသွားတယ်အဲ့ဒါကြောင့်မို့လဲကျမအခုကျမနဲ့ကျမတို့ရဲ့ win travel မြန်မာကိုပူးပေါင်းပြီးတော့ဟိုဝမ်းရံပေးတဲ့တိုးရီတဲ့တူတယောက်ချင်းစီကိုလည်းကျမကျေးဇူးအများကြီးတင်တယ်ပေါ့နော်ပြီးတဲ့အချိန်မှာကျမတို့တွေကိုဒီလိုမျိုးပေါ့နော် note နဲ့အဲ့လိုမျိုး marketing တွေလိုက်ပြီးကျမတို့ recommend ပေးတဲ့ကျမတို့ရဲ့မိတ်ဆွေအတိုင်းဝိုင်းကျမတို့နဲ့အဲ့ဒီတော့များအားလုံးကျမတို့နဲ့ခရီးမတွားပေးမဲ့လေသူတို့အခါအခွင့်မတင်သေးလို့ကျမတို့နဲ့ခရီးမတွားသေးပေမဲ့လေဒါပေမဲ့ကျမတို့အမြဲတမ်းသူတို့ recommend လုပ်ပေးတဲ့ကျမရဲ့ network ကမိတ်ဆွေအပေါင်းအသင်းတွေဆွေမျိုးတွေတကယ်ချင်းအားလုံးကိုလည်းကျမကျေးဇူးတင်ပါတယ်ရှင်ဟုတ်မဝင်းခိုင်ရရောဟိုဘာများပြောချင်သေးလဲဟိုပါလေဟိုကျမကလည်းပေါ့နော်အဲ့ဧည့်သည်တို့များအားလုံးပေါ့နော်ကျမတို့နဲ့အတူတူပေါ့နော်ခီးသွားကြတယ်ပြခါကျကျွန်တော်တို့အကုန်လုံးနော်အမြဲတမ်းပေါ့ recommend ပေးတယ်ပြခါကျတော့နော်သူတကယ်ချင်းနေပြီဆိုအမြဲတမ်းပေါ့နော်ခေါ်လာပြီးတယ်ပေါ့နော်ဆိုတဲ့ခါကျအမြဲတမ်းအဲ့အကောင့်ပြောတယ်ပေါ့နော်ကျမတို့ရဲ့ဟိုအောင်လေ service ကိုလည်း appreciate ဖြစ်တဲ့ဧည့်သည်တို့များအားလုံးအကျေးဇူးတင်ပါတယ်နောက်ပြီးတော့လိုအပ်ချက်ရှိရင်လည်းသူတို့တွေကျမတို့ဥပဒေနဲ့ပြောပေးတယ်အဲ့ဒါဆိုရင်လည်းကျမတို့ပြန်လို့ရတယ်လေနောက်ပြီးတော့ကျမတကယ်ချင်းနေရှိရပေါ့နော်အဲ့အရင်ကြီးဆုံးနေရှိရဆွေမျိုးတွေရှိတယ်သူတို့ဟိုမဖြစ်ပြီပေါ့နော်ခီးသွားသေးပြီသူတို့တခြားတကယ်ချင်းနေ mix တွေလည်းပေါ့နော်ကျမတို့ဘုတ်နဲ့သွားဖို့ပေါ့နော်အမြဲတမ်းသူတို့တွေရလေအဲ့လိုမျိုးပေါ့နော်ဟွာလုပ်ပြီးညွှန်ပေးတယ်ပေါ့နော်ဆိုတဲ့အခါကျကျမအဲ့တကယ်ချင်း mix တွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်နော်အဲ့လိုမျိုးရှိရဲနောက်ပြီးခါကျတော့ကျမတို့နဲ့ပေါ့နော်အမြဲတမ်းအတူတူပေါ့နော်အဲ့ဟိုဟာအဲ့အဖြစ်ပေးတဲ့ team ပေါ့နော် team တွေနောက်တိုးလီတာတွေအကုန်လုံးပေါ့နော်နောက်ပြီးတော့ဧည့်သည်များတော်များအားလုံးကျေးဇူးတင်ပါတယ်နော်တခြားတော့ပြောစရာမရှိတော့ဒါပေမဲ့အများနဲ့ကျမတို့ပုံမှာလည်းနော်စိတ်နာလည်းချကြတယ်နော်ပေါ့နော်ပါလေလေနော်သူတို့ကောင်းတယ်မကောင်းတယ်သူတို့ပြောတဲ့ခါကျတော့ကျမတို့လည်းနော်ပြန်ပြီးတော့လေဟိုလုပ်လို့ရတယ် improve ဖြစ်အောင်နော်အဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါကြောင့်လည်းပို့ပြီးကောင်းတာပေါ့ဟုတ်ကြတာနော်အားရပါရတာပြောရအတန်လေးကြားလာမသိဘူးနော်မကြားရင်လည်းပြောပါတခိုင်းတယ်ကျမတို့လည်းစက်တိုက်အရန်ရုံမှုတွေဟိုဝင်နေပြီးပြောပြီးစမ်းပါလေအတန်နေမကြားနေမှာဆိုလို့ပေါ့နော်ပြောလိုက်ပါ authentically လေကိုတဖြစ်ပြနေရှိလားပုံများလာတယ်ပေါ့နော်အတန် okay လားအတန်ကြားလားအတန်ကြားရနော်နောက်တစ်ခုကပေါ့နော်ကျမပြောပြချင်တာအခုကျမတို့ရုံခွဲလေးဖွင့်လိုက်ပါတယ်စမ်းချောင်းရုံခွဲပေါ့နော်အဲ့ဒီရုံခွဲဖွင့်တဲ့အကြောင်းလေးကိုတော့အရင်အပတ်ဒီမှာကျမရဲ့ team ကတော့ live မှာပေါ့နော်အလင်းတင်တယ်လို့တော့ပြောတွားပေးတယ်ပေါ့နော်ဒါပေမဲ့ကျမအခုလည်းထပ်ပြီးတော့ဟိုပြောပြချင်ပါတယ်ကျမတို့ဒီ50တန်းရုံကိုတော့ head office အနေနဲ့ထားပြီးတော့ဒီပဇွန်တောင်မြို့နယ်တွင်းမှာရှိတဲ့အရင်ရုံပေါ့နော်ဟို50လက်ရုံကတော့ကျမတို့အဓိကdomestic and international ticketing ရဲ့ visa team ရဲ့ဒီမှာအထိုင်ချထားပါတယ်ကျမတို့တိုးနဲ့ပတ်သက်ပြီးတော့ဒီပြည်ပခီးစဉ်နဲ့ပတ်သက်တဲ့ခီးစဉ်တွေအားလုံးရဲ့ team ကတော့ကျမတို့စမ်းချောင်းရုံမှာထိုင်ပါတယ်ရှင်အဲဒါကြောင့်ဧည့်သည်တော်များအနေနဲ့ကလည်းကျမတို့ page လေးနှစ်ခုခွဲထားပါတယ်အခုကတော့ကျမတို့ဒီ live လွှင့်တဲ့ page ကတော့စမ်းချောင်းရုံခွဲရဲ့ page ကနေကျွန်တော်တို့လွှင့်နေတာပေါ့နော်အဲ့ဒါဧည့်သည်တော်များအနေနဲ့ကလည်းအကယ်၍ ticket ကိုများအားပေးချင်တဲ့ ticket တို့ visa service တွေကိုဟိုတည်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Win Travel မြန်မာ head office page ကိုတွားရောက်ပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်ပြပခီးစဉ်အတွက်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ Win Travel မြန်မာရဲ့စမ်းချောင်း page မှာဝင်ရောက်ပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်တစ်ခါတလေကြာရင်ပေါ့နော်ကျမတို့ဒီစမ်းချောင်းရုံခွဲမှာ ticket တွေလာမေးရဆိုရင်ဘာဖြစ်လို့ဆိုသူက page အဟောင်းကိုကျမတို့ကစမ်းချောင်းအထိုးနဲ့တိုးဆိုပြီးတော့ကျမတို့ကပြောင်းလိုက်တာပေါ့နော်အရင်တုန်းကလည်းဒီစမ်းချောင်းရုံခွဲရဲ့ page ကကြတော့ကျမတို့ကတိုးနဲ့ပတ်သက်ပြီးပို့အများကြီးတင်တဲ့အတွက်ကြောင့်မလို့တခါလေကြာရင်ဟို visa နဲ့ticketing ရဲ့ post တွေကပျောက်နေတယ်ပေါ့နော်သူတို့ဟို
ကျမတို့ကြတော့လေတိုးကပို့ပြီးတော့ဟိုဟာဓာတ်ပုံတွေကလည်းများတယ်တင်စရာခရီးထွက်ပြီးဆိုရင်လည်းတင်တယ်ခရီးတွားနေတခြားလည်းတင်တယ် live တွေလည်းလွှင့်တယ်နောက်ရခရီးစဉ်ပြန်လာပြီးဆိုလည်းကျမတို့ဧည့်သည်ရဲ့ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကိုကျမတို့မျှဝေခန်းစားရအောင်လို့ဆိုပြီးကျမတို့ page မှာတင်ပြီးရဲ့အတွက်တစ်ခါတလေကြာ ticketing နဲ့ visa page က poster sorry ပြောင်းနေတဲ့အတွက်ကြောင့်မလို့ကျမတို့ကအခုticketing နဲ့ visa ကိုလည်းတခါလေဆိုင်ဧည့်သည်ရမေးတော့မေးယူပါတယ်တိုးပဲလောက်တာလားပေါ့နော် visa တွေ ticket တွေမလုပ်ဘူးလားဆိုတော့မိခွန်းတွေကျမတို့ခဏအမေးခံရပါတယ်အဲ့ဒါကြောင့်ကျမဒီ live မှာလည်းတခါလေကျမinform လေးလုပ်ပေးချင်တာပေါ့နော်ကျမတို့ရဲ့ဒီ Wind Travel မြန်မာကပြည်ပခီးစဉ်အောက်ပေါင်းတိုးအပြင်ကျမတို့ visa ရော visa တီးတက်မှာSchengen visa Japan visa တရုတ် visa အဲ့လိုမျိုး Korea visa တွေအကုန်လုံးကျမတို့ရှောက်ပေးပါတယ်နောက် ticket ဆိုလည်းကျမတို့ domestic ticket ပြည်တွင်းပြည်ပလေလက်မှတ်တွေလည်းအကုန်ရောင်းပါတယ်ရှင်ဒါပေမဲ့အခုကျမတို့ page ကိုတော့နှစ်ခုခွဲလိုက်တယ်ပေါ့နော်အဲကြောင့် ticket နဲ့ပတ်သက်လို့စုံစမ်းချင်တယ်ဆိုရင်စမ်းချောင်းရုံးရဲ့ page ကိုလာပြီးတော့မေးရင်တခါကျရင်နည်းနည်းတော့ကြန့်ကြာသွားမှာဆိုလို့ဘာလို့ဆိုကျမတို့ကတော့ကျမကိုယ်တိုင်ချထားတဲ့မူကကျမတို့ very service oriented ဖြစ်တဲ့အတွက် response မြန်ရမယ် response မြန်မှဧည့်သည်တွေဆိုတာကျမတို့ရဲ့service ကို appreciate ဖြစ်မယ် service ကိုသဘောကျမှာမို့လို့တခါလေကြာရင်စမ်းချောင်း page မှာလာမေးဖြစ်တယ်ဆိုရင်ဟိုပြပအောက်ပေါင်းခီးစဉ်လုပ်တဲ့ကျမရဲ့ team တွေကသူတို့ကticket ကိုမကြည့်တတ်တော့ဒီဘက်ရုံးကိုပြန်အကြောင်းကြားဒီဘက်ရုံးကပြန်ပြောရဲဆိုရင်လည်းကြန့်ကြာမှုဖြစ်မှာဆိုလို့ပေါ့နော်အဲ့ဒါကျမကိုကျေးဇူးတင်စွာနဲ့ပဲ page လေးတွေကို okay ticketing နဲ့ပတ်သက်ပြီးတော့ visa နဲ့ပတ်သက်ပြီးတော့သိချင်တယ်ဆိုရင် Wind Travel မြန်မာhead office page လေးမှာစုံစမ်းမေးမြန်းပေးပါရှင်အခုစမ်းချောင်းအခုဒီ live လွှင့်နေတဲ့ page ကတော့ကျမတို့ပြပခီးစဉ်နဲ့ပတ်သက်ပြီးတော့လွှင့်တဲ့ page ပေါ့နော်နောက်တစ်ခုအခု live တွင်နေနဲ့ကြုံကြိုက်တုံပေါ့เนาะကျမတို့အခုနောက်ထပ်ရှင်းပြချင်တာလေးတစ်ခုကတော့အခုကအားလုံးဧည့်သည်တော်များအားလုံးသိကြတဲ့အတိုင်းခြုံချင်းခီးစဉ်ကအရန်ကိုtrend ဖြစ်နေတာပေါ့เนาะကျမတို့မြန်မာပြည်မှာ trend ဖြစ်နေတော့ကျမတို့ဒီ29 January ကနေတွားပြီးတော့2ရက်နေ့မှာပြန်လာတဲ့ထိုးလေးတိုးရှိပါတယ်ခြုံချင်းအဲ့ဒါတော့တိုးလီတဲ့အနေနဲ့မဝင်းခိုင်ကိုယ်တိုင်လိုက်သွားတဲ့အတွက်ပြီးကြရင်မဝင်းခိုင်ကဒီခီးစဉ်နဲ့ပတ်သက်ပြီးတော့ဘယ်ဟာလေးတွေလဲတဲ့လဲကျမတို့ခီးစဉ်မှာဘာတွေပါလဲသူများနဲ့မတူတဲ့ဘယ်နေရာလေးတွေကျမတို့ထပ်ဖြည့်ထားတယ်ဆိုတဲ့ဟာလေးကိုပြောပြပေးပါမယ်အခုကျမအနေနဲ့ကတော့ခီးစဉ်ကိုရက်အတစ်ထွက်ထားတဲ့ဟာလေးကိုကျမတခါတည်းကြီးညာပြောချင်တယ်ပေါ့နော်အခုကျမတို့ February မှာအစားတိုးမရှိဘူးပေါ့နော်ဒါပေမဲ့အခုကျမတို့လေယာဉ်လိုင်း West ကနေ direct flight ပေါ့နော်ကျမတို့လေယာဉ်ခုံရတဲ့အတွက်ကြောင့်မို့လို့အခုဒီ February မှာ29 February ထွက်ပြီးတော့2ရက်နေ့ March ပြန်လာမယ်3ညအိတ်လေးရဲ့ခြုံချင်းခီးစဉ်ခြုံချင်းဝူလုံးပေါ့နော်ခီးစဉ်လေးရှိပါတယ်ဒါပေမဲ့အဲ့တဲ့တော့ excuse me sorry ပါအဲ့တဲ့တော်များမေးကြတယ်ဟိုပါပေါ့နော် March လsorry February လကုန်ဆိုရင်နှင်းရှိပါအောင်မလားအဲ့ဒါကြတော့လေနှင်းကကြတော့နည်းနည်းယာဒီဥရုနဲ့ပတ်သက်ပြီးကျမတို့ခမရသိခက်တယ်ပေါ့နော်ဒါပေမဲ့ကျင်းတွေပါတယ်ရှင် February လကုန်အထိကတော့ယာဒီဥရုရောဟိုမှာကတော့ခြုံချင်းမှာကတော့သူက10လောက်ရှိရပေါ့နော်ဝူလုံးကကြတော့သူက0နဲ့5ကြားထဲမှာပဲရှိပါလိမ့်မယ်ကျမတို့ weather လဲကြည့်ပြီးသွားပြီပေါ့နော်အဲ့ဒီ29သွားပြီးတော့second May အောင်ဖြစ်ကုန်ပြီ sorry March မှာ3ညအိတ်လေးရဲ့ကျမတို့ခြုံချင်းခီးစဉ်ကို24ဦးနဲ့ကျမတို့ထွက်ဖို့ခုံယူထားပြီးပါပြီအားကြောင့်ခြုံချင်းခီးစဉ် February လသွားချင်တဲ့ editor များလည်းကျမတို့ဒီ live မှာကြည့်ပြီးပြီဆိုကျမတို့ post လည်းဒီမနက်ကပဲတင်ထားပေးပြီးပါတယ်နောက်အဲ့အပြင်ပေါ့နော်ကျမတို့ဒီခြုံချင်းခီးစဉ်ကိုApril လfirst week အထိကျမတို့ခုံနေအကုန်ရောင်းကုန်သွားပြီပေါ့နော်ရောင်းကုန်သွားတဲ့အတွက်ကြောင့်မလို့ကျမတို့ April လကုန်နဲ့မေလလည်းခီးစဉ်ရက်တွေထွက်ပါပြီ April လကုန်ဆိုရင်ကျမတို့20-24 April ရက်ထွက်ထားပါပြီ4ညအိမ်5ရက်ခီးစဉ်မှာနောက်ပြီးတော့မေလဆိုရင်လည်း17-15 မေနဲ့18-22 မေကိုကျမတို့4ညအိမ်5ရက်ခီးစဉ်ရက်တွေထွက်ထားပြီးပါပြီအကယ်၍အေးကြောက်တဲ့တချို့ customer တွေရှိတယ်တချို့ဧည့်သည်တွေကျမတို့မေးကြတယ်အေးကြောက်လို့ကျမတို့သူတို့အေးရှောင်ချင်တယ်ပေါ့နော်ခြုံချင်းကိုလည်းသွားလဲချင်တယ်ဘယ်လလဲတင့်တယ်ဆိုရင်April May ကတော့ခြုံချင်းကတိတ်မအေးတော့ဘူးပေါ့နော်မအေးတော့ပါဘူးအဲ့အတွက်ကြောင့်မလို့အေးကိုကြောက်တဲ့လူတွေဆိုရင်တော့ကျမတို့စီမှာခရီးစဉ်ရက်တွေထွက်ပြီးမို့လို့ April လကုန်နဲ့Mayမှာစည်ရင်းစတွင်းလို့ရပါပြီနောက်တစ်ခုအနေနဲ့ထပ်ပြီးတော့ပေါ့နော်ကျမတို့ခရီးစဉ်အစ်စ်အနေနဲ့စမ်းကြားကြံကိုကျမတို့ခရီးစဉ်အစ်စ်ဆွဲထားပါတယ်စမ်းကြားကြံကကျတော့မြန်မာခီးတွိုက်ဧည့်သည်နဲ့မစိမ့်ပါဘူးသူကတော့ကောင်းကင်တကားဝါလို့ခေါ်တဲ့ Heaven of Gate တို့နောက်ပြီးတော့ကျမတို့ကဘာကျော်ရုပ်ရှင်ရိုက်ကူးတဲ့ Aviator ကားရိုက်တဲ့နေရာနောက်ပြီးတော့ကျမတို့ငယ်ငယ်တုန်းကကြီးတဲ့ဝူခိုးပေါ့နော်ဝူခိုးကားအနောက်ဘက်တို့ခရီးသွားခြင်းဆိုဝူခိုးကားကတော့ကျမတို့အရွယ်
ဒီအရွယ်ကြီးဆိုရင်အကုန်လုံးဟိုကြည့်ဘူးပါတယ်ဟိုမြမအတန်ကနေ series journey to the west ပေါ့နော်မြမအတန်မှာ series နဲ့လာတယ်အဲ့မှာဆိုညတိုင်းစောင့်ကြည့်ရတဲ့ဟိုပါပေါ့နော် series ကားတွေပေါ့နော်အဲ့ဒီရုပ်ရှင်ရိုက်ကူးတဲ့နေရာလေးမှာအဲ့ဒါကြောင့်မလို့ကြမ်းကြမ်းကြံဆိုတာလေမြန်မာခီးတွားဧည့်သည်နဲ့မစိမ့်ပါဘူးကျမတို့ရဲ့ wind travel အနေနဲ့ခီးစဉ်အတစ်ဖြစ်ပေမဲ့ပေါ့နော်မြန်မာခီးတွားဧည့်သည်ကြားထဲမှာတော့ကြမ်းကြမ်းကြံကိုတော်တော်များများလေးတည်ပြီးကြပါပြီကြမ်းကြမ်းကြံကိုကြတော့ကျမတို့ February 24ကနေ28direct flight နဲ့ဆွဲထားပါတယ်။သူကကျတော့ကြမ်းကြမ်းကြံတော့ direct flight မရဘူး။ကျမတို့ရှမ်းရှားလို့ခေါ်တဲ့မြို့လေးကိုပေါ့နော် MAI charter ကသွားပါတယ်။အဲ့ဒီမြို့လေးကိုကျမတို့ညနေလေယာဉ်နဲ့ထွက်မယ်။ထွက်ပြီးတော့ရှမ်းရှားကနေမှကျမတို့ကြမ်းကြမ်းကြံကိုတချို့တိုးတွေကကျတော့ကားနဲ့တွားကြတယ်။တချို့ကျတော့ဟိုဟာနဲ့တွားကြတာပေါ့နော်။ bullet train နဲ့တွားကြတယ်။ကျမတို့ခရီးစဉ်မှာတော့ကျမတို့ bullet train နဲ့စီစဉ်ထားပေးပါတယ်။ဘာလို့လဲဆို4ညအိတ်5ရက်ခရီးစဉ်ဖြစ်တဲ့အတွက်ကြောင့် program ကအရန်တိုက်ဖြစ်တယ်ကားနဲ့ကူးရဲဆိုရင် तू က9နိုင်လောက်ကတော့မောင်းရတယ်4နိုင်9နိုင်လောက်ကတော့မောင်းရတဲ့အတွက်နေ့တစ်ဝက်လောက်ကျိုးပြီးဖြစ်တဲ့အတွက်ကြောင့်ချားနေရာတွေလဲဖို့ကမစုံတော့ဘူးကျမတို့ရဲ့ program ကကြတော့ကျမတို့ခီးစဉ်အသက်ဆွဲထားဈေးကတော့နည်းနည်းများလိမ့်မယ်ဒါပေမဲ့ကွာချားချက်တွေကတော့အဲ့ဒါကြီးပေါ့နော်ဟိုကားနဲ့သွားမလားယထာနဲ့ bullet train နဲ့သွားမလားအမြန်ယထာပြောရမှာပေါ့နော်အဲ့ဒါလေးတွေတော့ကွာသွားမြင်တချို့ဧည့်သည်ကြဈေးပဲကြည့်ကြတယ်ပေါ့နော်ဈေးရှင်တဲ့အချိန်မှာဈေးများနေတယ်ဟိုဘက်ကဈေးနည်းနေတယ်အဲ့လိုမျိုးဒါပေမဲ့ဈေးများတဲ့ဟိုခရီးစဉ်မှာလည်းသူ့ရဲ့အားသာချက်တွေရှိတယ်လို့ဈေးနေတဲ့ခရီးစဉ်မှာလည်းသူ့ရဲ့ program နဲ့သူနဲ့တွားထားတဲ့အတွက်ကြောင့်မလို့အဲ့တဲ့တော်များအနေနဲ့ကတော့ကို program ကြည့်တဲ့အချိန်မှာတည်တည်ချာချာလေးကိုကြည့်ပြီးတော့မေးမြန်းစုံစမ်းစုံစမ်းကြည့်မှဘာတွေကွာခြားချက်ရှိလဲဆိုတဲ့ဟာလေးကိုသိရမှာပေါ့နော်အဲ့ဒါလည်းကျမတို့စံစားကြံပြည်ကိုလည်း24 28 February မှာစတင်ပြီးတော့ကျမတို့ထွက်ပါမယ်ရှင်အဲ့ဒါလေးကိုကျမဒီ live မှာပေါ့နော်ဧည့်သည်တွေကိုကျမအကြောင်းကြားထားပေးတာပါအခုခြုံချင်းခရီးစဉ်ကဒီကျမတို့ဒီမြန်မာခီးတွားဧည့်သည်အကြားမှာအရန် trend ဖြစ်နေတော့လေခြုံချင်းခရီးစဉ်မှာလည်းအခုမကြခင်ကပြန်လာသေးတဲ့တောင်ဖြစ်ကုန်ပြီပြန်လာခဲ့တဲ့ကျမတို့ရဲ့ဒီ travel consultant မှာဝင်းခိုင်ထွန်းကတိုးလီတာအဖြစ်သူလိုက်ထားတဲ့အတွက်ကြောင့်မလို့သူရှင်းပြပါလိမ့်မယ်ယာဒီဥဒုအစားအတော့စောင်းရန်ရှောင်းရန်ဒီဘယ်ဟာလေးတွေကတော့မကောင်းဘူးဘယ်ဟာလေးတွေကောင်းတယ်ဆိုပွင့်လင်းမြင်တာအောင်ပဲဟိုပြောပြပေးပါမဝင်းခိုင်ထွန်းအဲ့ဒါကြောင့်မို့ကျမတို့ကဒီ live လွှင့်တာတော့တကယ်တမ်းဈေးရောက်တာမဟုတ်ပါဘူးကျမတို့ကတကယ် live လွှင့်နေဆိုတာကျမတို့ရဲ့ဧည့်သည်နဲ့ in touch ဖြစ်ပြီးတော့ကျမတို့ဒီ information လေးတွေကိုအဓိကပေးချက်တာပါဒီ live ရဲ့အဓိကရွေးချက်ကပေါ့နော်ဟိုခရီးတွားနဲ့ပတ်သက်ပြီးဘာလေးတည်တယ်လဲဘာလေးတွေကတော့ရှောင်ပြနေဆိုတဲ့ဟာလေးကိုပေးချင်တဲ့အတွက်ကြောင့်ကျွန်တော် live မှာတော့ဈေးမရောင်းပါဘူးဒါပေမဲ့ခုနကတော့ကျွန်မကြုံကြရင်နဲ့ခရီးစဉ်ရက်ကလေးတွေရှိကြောင်းဆိုတဲ့ဟာလေးကိုဟိုကျွန်မဟိုပြောကြားသွားပေးပါတာပေါ့နော်အဲကြောင့်ကျွန်မအခုခရီးစဉ်ရက်ပဲပြောတဲ့ဈေးနှုန်းတော့ကျွန်မမပြောပါဘူးရှင်အဲဆိုမဝင်းခိုင်ထွန်းကျွန်မတို့ကိုဒီခြုံချင်းဟိုလုံးပေါ့နော်နဲ့ပတ်သက်ပြီးတော့ခရီးစဉ်အကြောင်းလေးကိုရှင်းပြပေးပါဦးဟုတ်ကဲ့ရှင်ဟိုလေးဟိုခြုံချင်းပေါ့နော်ဘလုံးအခီးစင်လေးရလေကျမတို့တွေအကုန်လုံးပေါ့နော်တကယ်တမ်းဝါမှာလည်းဟို YouTube တင်မှာ TikTok တင်မှာအရင်နာမည်ကြီးပြီးတော့လေဟိုဖြစ်တဲ့ကလူတွေကလည်းအရင် excited ဖြစ်ကြတယ်အဲ့ဒီကသွားဖို့လေဆိုတဲ့ခါကျတော့ကျမတို့တွေဘာပြောနော်အဲ့ဒီ trip လေးကိုရအောင်လုပ်လိုက်တယ်ပေါ့နော်ဒါပေမဲ့ကျမတို့သွားတဲ့အချိန်မှာတော့ကျမတို့အသွားကိုတော့ကျမတို့ fire ကျတော့သွားလိုက်တယ်ဒါပေမဲ့ key land လေးကတော့အဆင်ပြေပါတယ်ပေါ့နော်ရန်ကုန်ကိုမင်း flight နဲ့ပဲသွားလိုက်တယ်ပြီးတဲ့ခါကျတော့ကိုမင်းကနေပြီးတော့အဲ့မှာခြုံချင်းပေါ့နော်ဆိုတော့ကအဲ့နေရလေးရတော့အဲ့နေရ traveling day လေးပေါ့နော်ဆိုတော့လေကျွန်တော်တို့ဟို fire ဖြစ်ပေးမယ်fire ဖြစ်ပေးမယ်လက်ရှိကျင်တာလေးလက် dance စားဖို့တဲ့အဲ့မတို့အဲ့အဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးသွားလိုက်တယ်ဝေးရ service ကတော့အဓိကတော့ကျွန်တော်တို့မျိုးလေးတော့ထည့်ပေးလိုက်တယ်ပေါ့ပဲအစားတောက်လေးရတော့ပေါ့နော်အဲ့လိုမျိုးလေးစားတယ်အဲ့မှာအစားတောက်တွေကလည်းအရင်ပေါ့အဲ့ဒီငွေးနေမှာပေါ့နော်အကုန်လုံးကလည်းအတိုင်းပြစ်ကြတယ်နော်အဲ့တော့နာမည်ကြီးအစားတောက်တွေအကုန်လုံးအိမ်မှာရှိနေတယ်ပေါ့နော်အဲ့ကိုမင်းလေးငွေးမှာအဲ့ဒါပြီးတော့မှအဲ့ရောက်သွားကြတယ်ပေါ့အဲ့တော့ကျမတို့ရဲ့ခီးစဉ်ကအဲ့၄ညနော်9ရက်29သွားတယ်ဟိုပြန်လာတဲ့အခါမှာအဲ့မှာကျမတို့ကလေဟိုဘယ်လိုပြောမလဲခီးစဉ်ကဟိုဖြစ်ပေမဲ့လို့ပေါ့နော်ရောက်တဲ့အချိန်မှာအဲ့ခြုံချင်းနဲ့ပတ်သက်တဲ့လေတဲ့လေထိုက်တဲ့ဟာလေးကျွန်တော်တို့အကုန်လုံးထည့်ထားတယ်။ဘယ်ခါကျတော့အဲ့မှာဆိုလို့ရှိရင်အဲ့နာမည်ကြီးတဲ့ဟာတွေပေါ့နော်အကုန်လုံးဘာစကားကျတော့ဟိုတရုတ်ပြည်နဲ့ပတ်သက်လို့ရှိရင်ဟိုပန်ဒါရဲ့အနာမည်ကြီးတယ်လေဟုတ်တယ်မလားဆိုတဲ့ခါကျတော့ကျွန်တော်တို့ဖြစ်ချင်တော့လေအဲ့ဒီမှာကတကယ်ကိုပေါ့နော်အဲ့ဇူးလေးရရှိနေတယ်ပြီးတဲ့ခါကျဇူးရှိပြအဲ့ဒီမှာတော်တော်များများပေါ့နော်အကောင်လည်းများပါတယ်ဆိုတဲ့ခါကျတော့အဲ့ကျမတို့အဲ့ချက်ချုပ်ချင်းအဆူလေးကိုလည်းထည့်ထားတယ်ပန်ဒါအဖြစ်တခြားဟာတွေလည်းရှိတယ်ပန်ဒါအဲ့တခြားပေါ့နော်အဲ့ပန်ဒါတွေလည်းရှိရနောက်ပြီးတဲ့ခါကျတော့လည်းကြားလေကြားလုံးဝမတူဘူးเนาะကြားမြန်မာတွေဒီမှာတို့တွေရင်းနှီးနေတဲ့ Bengal jar ဘာလို့ရှိအဲ့ဒီဟာနဲ့မတူတဲ့
သူတို့ Chinese tiger တွေ red panda နိုင်ငံမှာလည်းရှိပေါ့နော်ဒီမှာလည်းရှိရသူတို့စမှာအဲ့ဒီဟာလေးတွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့ကဒါဒီဥရိကလည်းအဲ့ချိန်မှာအရန်ကောင်းနေတယ်ဒါပေမဲ့အေးလေးပေါ့နော်ဆိုတော့မြန်မာနဲ့မတူတဲ့အချိန်လေးပေါ့ဒါပေမဲ့အရန်အေးတဲ့ရာသီဥတုကိုကြိုက်တယ်ပေါ့နော်ဆိုတော့အဲ့ချိန်လေးကတော့ November December ဒါပေမဲ့တ January ခု အ တော့ ဆင် ရှိတ ပြေ ယ်ခြုံချင်းကတော့သူကလေရာသီဥတုက spring နဲ့ သူကရာသီဥတုကတရုတ်ပြည်ကလေးမျိုးရှိရပေါ့နော်အဲ့တနိုင်ငံလုံးမှာနှွေဦးဆောင်းရှိရပေါ့နော်ဆိုတော့ကျွန်တော်တို့သွားတာဆောင်းရသည်မိုးကတော့ဘယ်အချိန်မှဆိုပြောလို့မရပါဘူးဒါကတော့အဲ့ရာသီဥတု၄ခုရှိရနေရာမှာအမြဲတမ်းအဲ့ဆိုမိုးလေးကတော့အဲ့လိုမျိုးပေါ့နော်ပျောက်ရွှဲကြတယ်နောက်တစ်နေ့အဲ့လိုရွာသွားတယ်ဒါပေမဲ့နောက်တစ်နေ့မှာကန်ကောင်းထုံးမစာအဲ့လိုမျိုးအဲ့လဲနေတဲ့ချိန်မှာတော့သွားတဲ့အချိန်မှာလည်း ကိုရီသွားတော့9ရက်လုံးမိုးရွာတယ် အော်ကိုတို့သွားတဲ့အချိန်မှာ second day မှာဘူးလုံးသွားတဲ့ရက်မှာရွာရောက်ပြီးတော့နောက်တစ်နေ့အဲ့သွားတယ်ပေါ့နော်အဲ့ချိန်မှာဒါပေမဲ့ကန်ကောင်းတယ်ဒါပေမဲ့အဲ့ချိန်မှာပေါ့နော်ကျမတို့ကအဲ့ပြုတ်ကြီးကတော့ရင်ချင်းငွေနှစ်တင်နဲ့ရန်နာမည်ကြီးရလေဆိုတော့အဲ့ချိန်မှာကျမတို့သွားတဲ့နေရာမှာအဲ့တဘာဝရင်ချင်းငွေနှစ်ဖြစ်တဲ့တကယ်ကိုပေါ့နော်ဒီကြောက်တွေနဲ့ပတ်သက်တဲ့တော့ 3 stone bridges ပေါ့နော်ဆိုအဲ့နေရာကိုကျမတို့ဖြစ်အောင်လဲပါတယ်ဒါပေမဲ့ခါကျအဲ့နေလေးမှာတော့မိုးဝရွာအဲ့ရောက်တဲ့အချိန်မှာဒါပေမဲ့လမ်းတော့ထပ်မှာလည်းရွာတယ်ဒါပေမဲ့အေးလည်းအေးနေတယ်ပေါ့နော်ဒါပေမဲ့လို့ရောက်သွားပါတယ် natural bridge 3 stone bridge မှာ3 natural bridge မှာ stone natural bridges အကြီးကပြောပြချင်တာတော့ပေါ့နော်ကျမတို့ဒီခြုံချင်းခရီးစဉ်ကိုမေးတဲ့အချိန်မှာအဲ့တွေတော့တော်တော်များများကလေတချို့ကြတော့ဟိုဟာတွေပေါ့နော်ကသားသမီးတွေကမိဘကိုပို့ချင်တယ်မိဘတွေအသက်80အဲ့လိုမေးတဲ့အချိန်မှာလမ်းအရန်လျှောက်ပါတော့ဒီ3 natural bridge မှာလမ်းလျှောက်ပါတယ်အသက်မှာမိနစ်30လောက်သူကလေပြောမလဲဟိုကားပါကင်ကနေပြီးတော့အဲ့ဟို lift စီမဲ့နေရာတီကိုလည်းနည်းနည်းလျှောက်တယ်ပြီးတော့အဲ့ကနေအောက်ရောက်သွားတဲ့အခါမှာလေသူက2မိုင်ကျော်လောက်ရှိတာပေါ့နော်လျှောက်ရတယ်နောက်ဒီကအဆင်းလေးတွေလည်းရှိတယ်လေပေါ့နော်အဲ့ဟို step တွေလည်းရှိတယ်ဒါပေမဲ့အထမ်းတော့ရှိရပေါ့နော်ဆိုအထမ်းလေးတော့စီလို့ရတယ်ဒါပေမဲ့သူကတချို့နေရာလေးမှာတော့pave လုပ်ထားတယ်ပြီးတော့အထမ်းစီးလို့ရပါတော့။စိုက်တီးလိုမျိုးပေါ့အဲ့လိုမျိုးတော့ရတယ် စိုက်တီးလို့တော့မမှတ်ဘူး။ဘာလို့ဆိုကျမတို့ကသူက lift နဲ့စီးပြီးတော့အောက်ကိုဆင်းရတယ်။အဲ့ lift စီးရဲ့အချိန်လည်းတော်တော်မှတ်တယ်နော်။ဟိုကြာတယ်။အောက်ကိုရောက်ပြီဆိုတာလည်းမြန်ပါတယ်။ဒါပေမဲ့အောက်မှာပေါ့နော်။ तू ကဟိုဖြစ်တာဟုတ်ဆို step ပြီးဆိုတာနဲ့ကားပါကင်ကိုလမ်းလျှောက်ရတဲ့အချိန်က2မိုင်လောက်ဖြစ်2မိုင်ကျော်လောက်ရှိတယ်ဆိုတော့အချိန်ကနည်းနည်းရှိရပေါ့။ဒါပေမဲ့ तू အဲ့မှာလည်း तू ကလမ်းလေးရေလျှောက်ပြီးတော့လှတဲ့ခါကျတော့လူတွေကလည်းသိရမလားဟိုတဘာဝကိုဆိုတဲ့ခါကျတော့တကယ်ကိုပေါ့နော်တကယ်တောင်ကြီးတော့ဂျိုင်ဝမ်းကြီးလိုဖြစ်သွားပြည့်တယ်ပြင်းကြီးဖြစ်တယ်ပြီးတော့မှလူစင်းလေးနေပေါ့နော်အဲ့လိုမျိုးသွားတယ်အဲ့မှာအဲ့တဘာဝဒီဟိုပေါ့တရားကြီးတွေပေါ့တော့တောင်ကြီးကိုတော့ဟိုလောက်တာဆိုတော့ပုံစံလေးလည်းမတူကြဘူးဆိုတော့လှတဲ့ခါကျတော့ကြိုက်ပြီးတော့ဟိုတွာခရီးသွားတာကိုနှစ်တက်ဆိုရင်တော့လမ်းလျှောက်ရင်းနဲ့ကြည်သွားတော့ကြည်ပြီးတော့တက်ပုံများ enjoy ဖြစ်ကြတယ်ဒါပေမဲ့လမ်းလုံးဝမလျှောက်နိုင်တဲ့အဲ့လိုမျိုးဒူးနာနေတဲ့ဟိုဟာတက်ကတော့နည်းနည်းခက်တယ်ပေါ့နော်အဲ့ပိုင်းပြီးတော့ရှိတယ်ဆိုတော့ဒါပေမဲ့အထမ်းအဲ့လိုမျိုးတော့ဒါပေမဲ့သွားချက်နဲ့အထမ်းမှာပေါ့နော်နည်းသွားမယ်အဲ့နေရာတော့အထမ်းပေါ့နော်ချားနေရာရှောက်တာရွှေ900လောက်ရှိတယ်နော်ရွှေ600တယောက်ကိုပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုတော့အဲ့လိုမျိုးသွားလိုက်တယ်ပြီးခါကြတဲ့ခါကျဒါပေမဲ့အဲ့ချိန်လေးမှာမိုးလေးရွာလိုက်ပြီးတော့တိတ်သွားလိုက်ပေါ့နော်အဲ့နင်းမိုးလေးတွေစီးနင်းမိုးလေးတွေပေါ့တည်ရမှာအဲ့လိုမျိုးလေဒါပေမဲ့လို့တော့အကုန်လုံးတော့ enjoy ဖြစ်ကြပါတယ်ရာသီဥတုကဘာပေါ့သူကလှတာဘူးမိုးရွာတယ်ဆိုပေမဲ့သူ့မှာလေကျမတို့ရန်ကုန်လိုမျိုးမိုးအကြီးကြီးရွာတာမဟုတ်ပျောက်လေးရွာနေကျမတို့ကမိုးကလေးပဲဝယ်လိုက်တာတော့လောက် plastic ချီလေးပဲတုံးလို့ရတယ်နဲ့ဆိုရင်အဆင်ပြေတယ်အဆင်ပြေတယ်တော့နည်းနည်းသူနှင်းနေလဲကြာထားတော့ဆိုဖြစ်ဆိုပေမဲ့လို့ဒါပေမဲ့သူကတသူကတော့လှုပ်ထားပါတယ် pave လှုပ်ထားတာလောက်တော့မဆိုးပေါ့နော်အဆင်ပြေတယ်ပေါ့အဲ့လိုမျိုးရှိတယ်နောက်ပြီးခါကျတော့ကျမတို့အကုန်လုံးပေါ့နော်တက်တောင်အကုန်လုံးစင်ပေးထားတဲ့ဟိုပါပေါ့နော်အဲ့ဒါပြီးတဲ့အခါမှာဟိုကားလေးစီးပဲ battery ကားလေးစီးရပြီးခါကျ shuttle စီးပြီးတော့ပေါ့နော်ကျမတို့ဟိုနောက်ပိုင်းနေတော့ AC ဖြစ်သွားပါတယ်ပေါ့အဲ့လိုနောက်တနေရာကျကျမတို့နောက်တနေရာကျအထင်ကြီးရပေါ့အကုန်လုံး snow နဲ့ပတ်သက်တာပေါ့နော်ဆိုတော့ Fairy Mountain ဆိုရှိပါတယ်အရန်ထူးဆန်းနေဆိုတာဘာလဲဆိုအဲ့ဟိုတရုတ်ပြည်အဲ့နေရာဆိုကျမတို့နိုင်ငံမှာဆိုလဲရှိရပေါ့နော်တောင်နေရှိရပေ6တော့ဒါပေမဲ့ကျမတို့စီမှာ snow မရှိဘူးဒါပေမဲ့သူတို့ကြားတဲ့ခါကျတော့ equator နဲ့လည်းဝေးတယ်သူတို့ရဲ့ကြည့်ရတာကအဲ့ latitude longitude တွေနဲ့ပတ်သက်ပြီးခါကျပေ6000ကျော်မှာသူက snow တွေကွာရှိနေတာဆိုတဲ့ခါကျတော့အခုဆိုလို့ရှိရင်အဲ့ရောက်တဲ့နေ့ရဆိုရှင်အဲ့ရောက်တဲ့နေ့ပေါ့မနေ့စောစောလေးမှာမနေ့ရောက်တဲ့အချိန်မှာကြာလာလိုက်သေးတယ်ဆိုတော့ဟိုအဲ့ဒီခံစားချက်လေးတော့ရလိုက်တယ်ပေါ့နော် January 30ဟုတ်နော်ဟုတ်တယ်အဲ့မှာဆိုရဲကအဲ့ဒီ no အဲ့ဒါ 31st ဖြစ်သွားပြီ29 30 31မနေ့ဖြစ်သွားပြီပေါ့နော်အဲ့မှာကြာလာတယ်အဲ့ဒါကြာလာပြီးတော့မှကိုရအဲ့ဒီကနေပြီးတော့ပေါ့နော်ရထားလေးစီးပြီးတော့သွားလိုက်အဲ့တော့အဲ့ဘေးညာပေါ့နော်ကားနေလာလန်တော့ရှောင်းမလဲအဲ့ snow တွေကညတွေကလည်းသူတို့ကြထားတယ်အဲ့ကကျမနေ့မှနည်းနည်းလေးကြတယ်အဲ့ကမှတော့အဲ့ပင်တွေမှာဘေးတွေမှာပေါ့နော်ဖြူဖွေးနေတယ်ဟိုရေသွားတော့ကကြတော့31st
31st December New Year night ဆိုတော့အဲ့ညကတော့အရန်ကိုကြားတဲ့အတွက်ကြောင့်ရထားလေးစီးပြီးတော့ဟိုတောင်းတက်လိုက်ရအောင်လမ်းပိတ်သွားတယ်ပေါ့နော် ဆိုကိုတို့ကတော့ရလိုက်သူညသူတို့ကြာထားတယ်ပြီးတော့သူတို့ရတယ်ပေါ့နော်မနေ့မှလည်းနည်းနည်းလေးကြားလိုက်တယ်ပြီးမှအဲ့ထားလေးစီးပြီးအသွားလိုက်တယ်ပေါ့နော်အဲ့ပြီးတဲ့အခါကျခဏပေါ့နော်ဘေးမှာလည်းဘဲညာမှာဖြူခွေးတာပေါ့နော်အဲ့လိုမျိုးရှိအဲ့အပြင်မှာလည်းတွေးကြနေပေါ့နော်အဲ့သွားလိုက်တယ်သွားပြီးတော့အဲ့မှာအဲ့ဟိုတချို့တွေဆိုလို့ရှိပေါ့နော်အဲ့ရောက်တာနဲ့အမှဆင်းပြီးတော့အဲ့မှာ snow နဲ့ပေါ့နော်အဲ့မှာစောကြရတယ်ဘာညာလောက်ကြရပေါ့နော်အဲ့မှာသူအကောင်လေးလည်းရှိတာဟုတ်သူတို့ရဲ့တိုးတို့စိတ်တို့နဲ့လည်းတပုံရိုက်ကြတယ်ပေါ့နော်တချို့တွေကကြတချို့အဲ့မှာတခြားဧည့်သည်ရောစီးကြရတယ် slash တွေပေါ့နော်ဆိုတဲ့အခါကျတော့အဲ့မှာငားလို့ရတယ်နောက်ပြီးတော့လေးတွေနည်းနည်းပြောပြပေးလိုက်ပါအောင်အဲ့ဒီအကယ်၍ထားပါတော့အဲ့ဒီကိုသွားလို့ပေါ့နော်ဆိုတော့ဆိုတာဟိုအဲ့စီးနှင်းလေးနဲ့ကြားတဲ့ခါကျဆိုးလဲကြားတဲ့ခါကျဆိုတဲ့ခါကျအဲ့မှာအဲ့တူပြေရဟိုလိုမဟုတ်ပေါ့နော် cashmere ဘက်တူဟုတ်တာအဲ့ဒီကိုဖက်နဲ့တွေဆိုမှာဆိုလို့ခါကျတော့အဲ့မှာ shoe covers တွေရှိတယ်အဲ့ဒီဟာတွေကိုနေရာတစ်ခါမှလည်းရောင်းတဲ့အပြင်ကိုသူကလေတချို့နေရာမှာဆိုလဲသူကဈေးတန်တာပေါ့တချို့နေရာမှာ15ကျပ်ပြည့်မယ်ဆိုအဲ့လိုမျိုးလေးရအောင်ဆိုအဲ့တော့ကိုယ့်ရဲ့ဖက်နဲ့တွေလည်းမပျက်စီးဘူးပေါ့နော်အဲ့လိုမျိုးရတယ်အဲ့ဒါလေးတော့ shoe cover လေးတွေတော့ hotel မှာလည်းရှိတယ်နော်ရောင်းနေ shoe cover လေးတွေကိုဟို hotel မှာကျူတင်ပြီးတော့ဝယ်ပါပေါ့နော်တောင်ထိပ်ကတော့ထုံးစံအတိုင်းတောင်ထိပ်မှာဆိုရင်သူကတော့ဟိုဈေးပို့ကြီးရယ်နောက်ပြီးတော့တခြားနောက်ထပ်အနေလေးတော့ကြီးရယ်ချက်သေးတွေအမကိုယ်တိုင်တွားတော့ကပေးချင်တာတော့လေဟိုခြုံချင်းခရီးစဉ်ပေါ့အမတို့ဒီ wind travel မြန်မာနဲ့တွားဒီဖြစ်စေမတွားဒီဖြစ်စေချားတိုးတွေနဲ့လည်း confirm ဖြစ်ထားတဲ့ ဧည့်သည်တွေအကုန်လုံးအတွက်ကိုမှနည်းနည်း information လေးမျှဝေချင်တာတော့ပေါ့နော်ထုံတိတဲ့အတိုင်းအရန်အေးတဲ့ဒေတာကိုသွားမှာမလို့အနွေးထည်တွေအရန်လိုရယ်ဟိုဟာလေကာရင်းကြီးအုတ်ထုတ်တွေထားပြီးမဲ့လေဖြစ်နိုင်ရင်ပေါ့နော်ဒီကနေတစ်ထည်နှစ်ထည်လောက်ပဲယူသွားပြီးတော့ဟိုရောက်မှာဝယ်ဝတ်ပါအရန်လဲဈေးတန်တယ်ပိုလဲလှတယ်အုတ်ထုတ်တွေဆိုရင်အမဒီကနေယူသွားတဲ့အုတ်ထုတ်ဆိုမစောင်းဖြစ်ဘူးဟိုပါပိုလှတယ်ပေါ့နော်မိန်းကလေးဆိုအလှလဲကြိုက်တယ်ဆိုတော့အဲ့ဒီ ferry mountain မှာငားလို့ပါရတယ်ငားလို့ပါရတယ်ငားလို့ရဆိုတော့ကို့မှာအကိမပါခဲ့ရင်လည်းမဝယ်စရာမလိုပေါ့နော်အကိထားပါတော့အဲ့မှာသူတို့ရှိနေတယ်ကိုကြိုက်တာနေအဲ့လိုမျိုးလေးတော့ရှိရဲ့မကြိုက်တဲ့လူကတော့ဝယ်လို့ရတယ်နေရာတိုင်းမှာရှိနေတယ်ဟိုတယ်ဆိုရင်ဘေးမှာတင်ဘေးမှာဆိုင်နေရှိတယ်ဘေးညာချင်းလားဟိုဟာဘူးလုံးလားဘူးလုံးမှာရှိဘူးလုံးမှာဆိုရင်ဟိုတယ်ဘေးနှစ်ဖက်မှာတင်ကိုအခုဒီကမဝင်းခိုင်ကျွန်းဆိုတာလည်းအရန်တွက်ပြီးတော့အရန်ကိုဟိုဟာဧည့်သည်တဲ့ကိုတွက်အရန်ကို information တွေအကုန်ရထားပြီးဆိုဟိုတယ်ဘေးမှာဧည့်သည်တွေကိုရောက်ချင်းကြမှာပဲမှတ်ပြီးဝယ်ကြတယ်အုတ်ထုတ်တွေဆိုလည်းအရန်လာတယ်ကျမတို့ဟိုဘောနော်ဘူးလုံးသွားတဲ့လမ်းမှာတင်ဟို coffee ဆိုင်လေးရက်ပေးတယ်ဟို toilet တွေပါရင်ဟိုမှာသွားဖို့ရက်ပေးတယ်ဒီမှာလည်းရှိတယ်အရန်လာတယ်90 80 အော်နောက်ပြီးတော့အဲ့အစားတောက်တွေတော့အရင်ပေါ်တယ်နော်အသားစားပြီးတော့ကအရင်စင်ပြေတဲ့ချက်တို့ဝတ်တို့လေအမျိုးစုံပေါ့နော်မျိုးစုံတရုပ်နဲ့သူတို့အစားနာမည်ကြီးတာဟုတ်သူတို့အစားတွေရောဆန်းပြီးတော့ဟိုဟာစားတော့ဟိုတရန်ကောင်းတယ်ဈေးလည်းမစိုးအဲ့ဒီ coffee အဲ့ဒီမျိုး stock မှာပေါ့နော်ရက်တဲ့နေရာလေးတွေမှာမုတ်ဆန်းဆန်းလေးတွေတွေ့ရင်ကျမတို့မြင်းဆန်းပြီးတော့ဝယ်စားကြည့်တယ်ဟိုရတာလေးကောင်းတယ်ပေါ့နော်အဲ့ဒီမျိုးမဟုတ်နေတာကြာကျွန်တော်တိုးမှမကြွေးဘူးဘာဖြစ်လဲဆိုတိုးမှကျတော့ကြွေးတာကျတော့ဟင်းနေဆိုရင်လေဟိုသူတို့တတ်မှတ်ထားတဲ့ဒီမျိုးဟင်း8မျိုးဟင်း9မျိုးဟင်း10မျိုး17မျိုးဟိုဒီလိုမျိုးဟို snack မျိုးပုံစံမျိုးကကြာကျွန်တော်လမ်းသွားနေတဲ့တစ်လျှောက်ပဲစားလို့ရတာမဟုတ်လို့အမျိုးစုံပဲတခုစားကြတယ်အမှလေးဟိုအေးပေမဲ့လို့လေအမှရေကမုတ်အကုန်ရောင်းတာပေါ့နော် coffee tea နောက်ရောကကြာစားတော့မျိုးစုံပေါ့နော်အဲ့လိုမျိုးဆိုတော့အကုန်လုံးလေးပေါ့နော်အဲ့စားတော့မျိုးစုံတော့ဆန်းဆန်းလေးတွေပေါ့နော်စားတော့ကြည့်ရဈေးလက်တန်တယ်လို့ပြောတယ်နောက်အကုန်လုံးလေးပေါ့နော်အဲ့ဒါကိုစားကြတယ်နောက်ပြီးတော့အဲ့ချက်ရှင်နောက်ပြီးခါကျတော့အဲ့နေရာမှာပေါ့နော်သူကဟိုအသီးလေးတွေရမ်းပေါ်တယ် fruit တွေလည်းအရမ်းပေါ် cherry တို့နောက်ပြီး lemon အချောက်ပေါ့ berry တွေ berry strawberry တော်ကောင်းတယ်ပြီးခါကျတော့အရသာလေးရှိရပါအဲ့ဒါအပြင်အစိတ်အစံလေးလည်းသူတို့မှာပေါ်ပါတယ်ဘာသာကြီးရှိရယ် form လုပ်ချင်တာပန်ကင်တွေရောနေကြတွေအကုန်ရှိတယ်အတီးစုံလေးကိုဝယ်စားကြည့်ပါဝယ်စားကြည့်ပါဟုတ်တယ်ဟုတ်တယ်ကြီးကို35 yuan သူက30လို့ပါလို့ပဲရှိရယ်သူတို့စီကအဲ့ no half cake cherry တီးဆိုရင်အရင်စားကောင်းတယ်ပေါ့နော်ကျမဆိုရင်ဟိုမနေ့ပြန်လို့ပြင်မယ်ဆိုဒီနေ့ညမှာအထမ်းကျမတို့ဒီမှာထမ်းပြီးရောင်းတဲ့ဟိုအဲ့အထမ်းအတယ်လေးတွေဒီမှာကျမအဲ့လိုပဲဘာရေးလို့မဟုတ်အိမ်ကအဖေအမေအတွက်ဝယ်သွားမယ်ဆိုပြီးတော့ကျမဝယ်ပြီးတော့ hand carry အိတ်ထဲပဲထည့်ထားလိုက်တယ်ဆေးလည်းမဆေးဘူးပေါ့နော်။အိုးရန်ကုန်ရောက်တော့အဲ့ account တိုင်းပဲကျမအဖေနဲ့အမေဆိုအရင် enjoy ဖြစ်ပြီးတော့အရင်ကောင်းလို့ပေါ့နော်။အဲ့ဒါနဲ့ကျမတို့လည်းအဲ့ message ရှိပြီးတယ်။ကိုရောက်ရင်ဝယ်ဖြစ်အောင်ဝယ်ခဲ့ပါဝယ်စားကြပါ strawberry စားကြတယ်ပုံစားကြတယ်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးရေးရှင်တယ်ပြီးတော့သွားရလမ်းရမှာဘယ်မှာပဲရလိုက်ပေါ့နော်ဆိုင်ရရှိနေတယ်ပြီးတော့တဲတဲ့အဲ့ hotel နားတွေမှာလည်းရှိတယ်နောက်ပြီးသွားလေမိုးစီစိန်ရမ်းပေါ်တယ်
အဲ့ဒါယူနန်မှာပို့ပေါ်တာလေယူနန်အဲ့မှာဒါပေမဲ့အဲ့ဘက်မှာတော့တိတ်တော့မတတခြားစားတော့ fresh တွေလည်းဘာပေါ်လေတိလားပဲ soybean လေ soybean ကိုမှတော့မျိုးစုံလုပ်ထားတာအဲ့ဒါတခြားပြုတ်ပြဲတဲ့ကြားနေရာမှာလည်းရှိတယ်ဒါပေမဲ့အဲ့မှာကျတော့ချက်လိုက်ကြီးနေတခါကျရင်တော့အသေးချာလုပ်ထားပြီးသားတွေဆိုတော့တက်တက်လွတ်သမားတွေလည်းအရင်စစ်ပြေအဲ့လိုမျိုးနောက်တစ်ခါကျတော့ interest မတူတော့ကိုကအဲ့ဒါကိုတိတောင်တိလိုက် တက်တက်လွတ်သမားတွေအတွက်ကအဲ့ဒါအရင်ကောင်းတယ်အဲ့ဒါအပြင် तू အဲ့ဒါပါဟိုလည်းရှိသေးတယ်လေပါလေအစုံပေါ့နော် လူတွေရှိတော့သုံးခွဲလေးအဲ့ကိုရလည်းစားလိုက်တွေကလည်းပြောပြီးဆိုရင်အာဘောင်တန်ရင်းနဲ့အကုန်ပို့သွားခဲ့တဲ့အတွေ့အကြုံတွေမြောက်ပေးချင်တာ မာလာဟော့ပေါ့နဲ့နာမည်ကြီးရောအဲ့ဒီမှာအဲ့မာလာနဲ့ပတ်သက်တဲ့ဟော့ပေါ့နဲ့ပတ်သက်တဲ့ sauce အထုပ်တွေဆိုအများကြီးအဲ့တဲ့လေအဝယ်လည်းကိုရလည်းကြုံလို့ပြောပြပါအောင်မယ်ကိုရ package မှာဆိုရင်ဟိုအမောင်ကိုရန်သွားတော့ကလည်း live ကိုလွှင့်ထားပြီးရပေါ့နော်အကြီးဆုံး hot pot ဆိုင်ကဘာအကြီးဆုံး green ဆန်ချင်း hot pot ဆိုင်အဲ့ hot pot ဆိုင်လေးကိုလည်းအမောင်တို့ win travel မြန်မာရဲ့ package မှာထည့်ထားပေးပါတယ်နောက်ပြီးတော့ရောက်ချင်းညဒုမဟုတ်ဘူးဆိုရင်day 4ရဲ့ညမှာပေါ့အမတို့ဒီခြုံချင်းကတော့သူက night scene လေးကို light မီးတွေထွန်းထားတဲ့ဟာနာမည်ကြီးတယ်တိုးပြီးတော့မီးလင်းအိမ်ကိုပေါ့နော်အဲ့ဒီမီးလင်းအိမ်ကိုမှအမတို့ cruise စီးပြီးတော့ကြည်ရတယ်အရန်လှတယ်ပေါ့နော်အဲ့ဒီ cruise ကိုလည်းအမတို့ထည့်ထားပေးပါတယ် river cruise မြစ်ဆုံမှာရှိတာကိုခြုံချင်းရဆိုတဲ့ခါကျအဲ့မြစ်နှစ်ခုပေါ့နော်ဆိုတော့အဲ့မှာရှိတဲ့နေရာအဲ့မီးလင်းအိမ်နဲ့အဲ့ဒီ cruise ရဲ့နေရာတော့နည်းနည်းချင်းဆိုင်မယ်ဆိုတဲ့ခါကျတော့ပေါ့နော်တခါတည်းလုပ်လို့ရတယ် cruise လည်းပေါ့နော်ကျမတို့ကတော့ဒီအိမ်မြစ်နှစ်ခုလုံးစုံnhauသွားတယ်သွားပြီးခါကျတော့ခြုံချင်းမြို့အလှတွေညကြိုင်တော့ building မျိုးမီးတွေမျိုးစုံတုံးထားပြီးတော့တချို့ဟာတွေဆိုတော်တော်လေးပကြီးဆန်းစွာမီးထွန်းထားတာတွေမြင်ရတယ် river cruise တဲ့အားသာချက်ကလေဒီမီးလင်းအိမ်ကိုညအလှမြင်ရတယ်မိခင်းကြတော့မီးမထွန်းထားတော့ဒီအိမ်တိုက်အိမ်ရဲ့ဓာတ်ပုံလေးရတာပေါ့နော်6နိုင်နောက်ပိုင်းမှာသူထွန်းတာပြီးဆိုကိုရအိမ်နာပဲသွားနေတာဒါပေမဲ့လို့အဲ့ချိန်မှာကြာအဲ့လိုကြီးမလှဘူးပဲ6နိုင်နောက်ပိုင်းကျခဲ့တော့သူကလုံးဝမတူတော့ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ social media မှာအရင်ကတည်းကကျွန်မဟို TikTok တွေမှာတွေ့နေကြည့်ရလေ တွေမှာတွေ့ကြတယ်အဲ့ဒီအိမ်လေးကိုကျွန်တော်တို့ family ရဖြစ်နေတာကိုတကယ်ရောက်သွားတဲ့အချိန်မှာ order ကြီးပါလားဆိုတဲ့ဟာလေးပေါ့နော်အဲ့ဆိုကျွန်တော်တို့ package မှာအဲ့ဒါလေးပါပါတယ် river cruise လေးထည့်ထားပေးရနောက်တစ်ခုကကျွန်တော်တို့ခြုံချင်းစုထည့်ထားပေးရပေါ့နော်အဲ့ဒါလေးကြောင့်မို့လို့ကျွန်တော်တို့ရဲ့ package ကတော့မတူပေါ့နော်နောက်ပြီးတော့ဟိုလေ train ဟိုလေ monorail လေဟိုယထာအိမ်လေယထာဖြတ်သွားတိုက်ကြဖြတ်သွားအဲ့ဒီဟာလေးရောကျွန်တော် accessories ပေါ်တော့အကုန်လုံးပေါ်နေပြီးခါကျတော့နောက်ဟိုလေသူရဲ့ရှေးဟောင်းနေရာလေးရှေးဟောင်းလမ်းလေးတွေအကုန်ပါရှေးဟောင်းလမ်းလေးတွေနောက်ရှေးဟောင်းမြို့လေးတွေဟိုတကယ်အဲ့ old quarter ပေါ့နော်ဘယ်ဟာမှမလွတ်အောင်အတွေ့အကြုံလေးမျိုးစုံရအောင်ပေါ့နော်ဆိုတော့ကြာအဲ့ရှေးဟောင်းအဲ့ရက်ွက်လေးကြားတဲ့ခါကျတော့အဲ့မှာတကယ်ကိုစားတော့မျိုးစုံနဲ့သူရိုးရပေါ့နော်သူရဲ့တဆောင်ပစ္စည်းတွေရောဘာညာအကုန်လုံးပေါ့နော်ဆိုအဲ့ဒီဟာလေးတွေကျမတို့အကုန်လုံးပါပါတယ်နောက်ထပ်ရောက်တော့အတွေ့အကြုံရအောင်ပေါ့နော်ထပ်ပေးချင်တာကတော့ခြုံချင်းခီးစဉ်က၄ညအိမ်9ရက်လည်းဖြစ်တယ်သူကအသွားမှာ Western နဲ့ direct flight ဆိုရင်3:45ရောက်တယ်ဆိုပြီးမယ်4နာရီပဲဆိုကြပါစို့ကျွန်တော်တို့ immigration ဝင်တာနဲ့ luggage ဖြတ်တာနဲ့ဘာနဲ့ဆိုရင်9နာရီခွဲလောက်မှာပဲနောက်ပြီးတော့ကျွန်တော်တို့ air တွေအဆင်ပြေအောင်လို့ဖုန်းကတ်တွေကိုဟိုမှာဝယ်စရာမလိုအောင်ဒီကနေကျွန်တော်တို့ eSIM တွေလုပ်ထားတဲ့အတွက်ကြောင့်time ကို save ဖြစ်တာပေါ့နော်အချိန်ကုန်တက်တာရဲ့luggage ထုတ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ထွက်ပြီးရင်ကျွန်တော်တို့ရောက်ချင်းမှာအဲ့လို dinner lunch တောင်ဖြစ်ပုံ dinner စားရဲစားပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒီအိမ် two river cruise ကိုပို့ပေးရပါတော့။တော့ခြုံချင်းခီးစဉ်ကအကုန်လုံးနဲ့ထည့်ထားတဲ့၄ညအိမ်9ရက်လေးဖြစ်တယ်ပထမတညကျတော့ကျွန်တော်တို့ကလေရင်အချိန်ကြောင့်ဘဲမှာတွားလို့မရတဲ့တူဖြစ်တယ်။နောက်ပြီးပြန်မဲ့နေ့ဆိုရင်လည်းကျွန်တော်တို့က9နာရီ grab flight နဲ့ပြန်အတွက်မနေ့စာတော့ဟိုဟာပေါ့နော် pack လုပ်ပြီးတော့လေးစိတ်ဆင်းရတယ်3ရက်ပဲအပြည့်လဲရတယ်3ရက်နဲ့ညနေတစ်စောင်းလေးပဲလဲရတဲ့အတွက်ကြောင့်အရန်တိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဧည့်သည်တို့ shopping အတွက်ကတော့အရန်ကိုလက်လင်မှဟိုဟာရောက်နေမြင်ဝယ်ပေါ့နော်ကိုလိုချင်တဲ့ဟာလေး list တွေလုပ်ထားကြုံရင်ကြုံတို့လမ်းမှာတော့တွေ့ရင်ဝယ်မစင်းစားနေနဲ့တော့ပေါ့နော်ဘာလို့ဆိုရင်ဒီနေရာနောက်တစ်ခေါက်လည်းမရဘူးကျမဆိုဧည့်သည်တွေအကုန်ပြောတယ်ဝယ်ဒီအုတ်ထောက်တွေဆိုရင်မြန်မာပြည်သက်ဆိုင်အများကြီးဈေးလက်တန်တယ်ဈေးလဲလာတယ်အင်ဂျီတွေဆိုလည်းကိုလိုချင်ဝယ်လိုက်ဖက်နဲ့အထူးသဖြင့်အရန်တန်တယ်တေတော့ရှိနေတယ်အဲ့မှာဝယ်ကြတယ်ပေါ့နော်အဲ့သွားလို့ရှိရင်အဲ့မော်တွေမှာသူတို့ဟာတွေရှိတယ်အလေးပတ်လေးအဲ့လိုမျိုးရှိတယ်ဒါပေမဲ့ဟိုထဲမှာတော့ပါပါတယ်တို့ရဲ့ program ထဲမှာ shopping mall နေရာတွေပါတယ်ဒါပေမဲ့သူက brand တွေရောင်းတာတော့များတယ်တချို့နေရာတွေကတော့ရှိတယ်ဒါပေမဲ့အဲ့ local ဟိုဟာပေါ့နော်ရှေးဟောင်း land နဲ့ဟိုကနေကြတော့သူတို့ရဲ့ data ပစ္စည်းတွေများတယ်ပေါ့နော်နောက်ပြီးတော့ hotel bay မှာကြတော့သူတို့အဲ့ data track shoe တွေပါတယ်အဲ့လိုမျိုးတော့ရှိတာပေါ့နော်ဝက်စားတွေရှိနေတယ်ပေါ့နော်အဲ့တဲ့တွေကိုပါတော့ပါတယ် shopping ရတာပေမဲ့
tips တွေရပေါ့နော် program အရင် type ဖြစ်တဲ့အတွက်ကြောင့် shopping ကိုတော့အရင်တွက်မှရမယ်မြန်မြန်ဝယ်ပေါ့နော် မြင်ကြိုက်မြန်မြန်လာဝယ် လိုချင်ဝယ်အဲ့လိုမျိုးအတိအနံနေဆိုရင်လည်းကိုကဈေးတွေကမကြည့်ဘူးဈေးတန်တယ်ခုနပြောတဲ့ဒီအတိ6အတိ nuts လေးတွေ အတိ6လေးလည်းတော်တော်တန်တယ်အဲ့ဒီမှာလေအိရှိဟောင်းဟိုမှာလေမြို့ဟောင်းလေးနေအောင်တော်တော်တန်တယ်ဘယ်မှမရှိ15လား20ကိုကြိုက်ရင်ဈေးကတန်တာပဲအဓိကတော့လေနော်ကိုဒီမှာလည်းမရှိဘူးဆိုတဲ့ပစ္စည်းတွေဆိုရင်တက်တက်လက်လက်တာမြန်မြန် ဒါဆိုရင်30 15အဲ့လောက်တွေပဲရှိတယ်ပေါ့နော်တခါကျရင် tree လေး ဒါဆိုကျမတို့ကလေ shopping ကြီးကိုပဲအရင်ဦးစားပေးရင်လေတကယ်လေတင်းနေနေမရောက်တဲ့အတွက်ကြောင့်တွတ်သွားမယ်ဆိုတော့အဲ့လိုမျိုးကြတော့လေခရီးတွားရပြီးတော့ shopping ကြီးပဲဖြစ်နေတယ်မတန်ပြေမတန်ပြန်တဲ့အတွက်ကြောင့်မလို့ shopping ရောလေဖက်ဝင်နေရတယ်လေမျှအောင်ထည့်ထားပြီးရဲ့အတွက်ကြောင့်မလို့ဟို page နဲ့ tips တွေကတော့အဲ့တယ်တော့များပေါ့နော်တွေ့ရင်အမြင်နာလင်းလင်းမြန်နဲ့တွတ်တွတ်လက်လက်တာဝယ်အကုန်လုံးပါလာလိမ့်မယ်ပေါ့နော်ဒါပေမဲ့ kg ကတော့20ပဲရတဲ့အတွက်ကို kg ရောမကျော်စီပါနဲ့ hand carry ကလည်း7 kg ပဲရတဲ့အတွက်ကြောင့်မလို့20ခွန်ကတော့ဟိုရတာပေါ့နော်short တယ်ဝါတို့ရတယ်လေ short ဒီကနေတော့ short တယ်ဝါတော့ short တယ်အပြင်ကျတော့ဟိုဒါပေမဲ့အစ်ဝတ်ထည့်ရတော့တိတ်မများ တချို့တွေကျတော့ခွပီးသားတွေကိုအထားခဲ့လိုက်တာထားခဲ့လို့ဝယ်လာတယ်တဲ့အဲ့လိုပဲရပါတယ်ရှင်ဟုတ်ဆိုသူတို့စီမှာလည်းအခုရန်အေးတဲ့ဆောင်းမြဖြစ်ပြီးတော့ကျွန်တော်တို့ဒီနွေရာသီမျိုးဝတ်တဲ့ဝတ်ထည်ရနည်းနည်းရှားတယ်အနွေးထည်တွေပဲအရင်အနွေးထည်တော့ mafla တို့အေးရတယ်ပဲများချုပ်တို့ခြေစွပ်တို့အဲ့ဟာတွေဖက်နှက်တွေတော့အရင်ပေါ်တယ်ပေါ့နော်လိုက်ခဲ့အရင်ကြောက်သွားမှာဆိုတော့မိနစ်40တောင်ရှိပြီဆိုတော့ဘာ message တွေပေးချင်သေးလဲဟိုပါပေါ့နော်အကုန်လုံးဟိုကျမတို့တွေကိုအမြဲအားပေးနေတဲ့တ issue အားပေးနေတဲ့အဲ့တဲ့တော့များပေါ့နော်နောက်ပြီးတော့ဟိုခွင့်ခါတင်နေဆိုလို့ရှိရင်ပေါ့နော်ဟိုကျမတို့ ਨੇ လာပြီးတော့ပေါ့နော်ဟို case တွေကိုပါဝင်စနေအဲ့တဲ့တော့များအကုန်လုံးပေါ့နော်ယေရှုအထူးတင်ပါတယ်ရှင်ကျမ်းမာနေတော့ဟိုခိတ်ပါလေလမ်းများရှောင်းနိုင်တော့ခီးများသွားကြပါ wind travel နဲ့ပဲတွားမယ်လို့မဆိုလိုပါဘူးကိုတွားချက်နဲ့ဟိုဘယ် agent နဲ့ဖြစ်ဒါပေမဲ့ကျမတို့ကတော့ခရီးတွားလုပ်ငန်းလေးလုပ်တဲ့အတွက်ဟိုကျမတို့ရဲ့စိတ်တွေအပြောင်းလဲဖြစ်အောင်ဟိုအမြင်အသစ်တွေစမ်းသစ်တာတွေရအောင်ဟိုခရီးများတွားပါဟိုနိုင်ငံကြီးရဲ့နိုင်ငံတည်းရဲ့လို့မဆိုလိုပါဘူးခရီးတွားလိုက်ခြင်းအဖြစ်ကျမတို့တွေအမြင်အစမ်းအတွေ့အသစ်တွေကတော့ရစမြဲပါပဲပေါ့နော် enjoy မတူပေါ့နော်ဖြစ်ကြတယ်ဖြစ်ကြတယ်ဟုတ်တယ်ဆိုတော့ဒီနေ့ live လေးလဲတအားလဲကြာသွားပြီဟိုကြည့်ရှုအားပေးရဲ့အဲ့တဲ့တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ဒီနေ့ပြောချင်တဲ့ live ရဲ့အဓိကခေါင်းစဉ်ကတော့ကျွန်တော်တို့ရဲ့ကျေးဇူးတင်ပါပဲပေါ့နော်ဒီ page review မှာယခုအချိန်ထိနှစ်တာကာလအတွင်းမှာဒီ page review ကို421 review ရတဲ့အတွက်ကျွန်မအဲ့ဒီတော့ဦးတယောက်ချင်းစီကိုကျေးဇူးတင်ကြောင်းထပ်မံပြောပြရစီဒီ live ကိုလည်းဒီညမှာပဲအဆုံးသတ်ပြရစီရှင်နောက်ပတ်လိုက်တင်ကြရင်တွေ့ပုံမယ်နော်ဟိုခုနေ့ကျရင်ကြည့်ရှုအားပေးကြပါအောင်လို့3နာရီဆိုအမြဲ live လုပ်ပေးပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ပါ